ကမုံဝဲဟိုစမောရောက်နေတာဖြစ်ပါတယ်ဘယ် plus size လက်လာလေးတွေလည်းဝယ်ချင်တယ် one set ကလေးလည်းအဓိကထားပြီးတော့ဝယ်ချင်တာပေါ့နော်ဘယ်ခီးသွားဖို့လည်းရှိရလေအဲ့တော့ဒီကမုံဝဲဟိုစမောမှာဆိုလို့ရှိရင် plus size ထည်လေးတွေကိုလက်လာလေးနဲ့တန်တန်လေးလည်းရတတ်တာမို့လို့အပဲဒီမှာshopping ထွက်ဖို့ရောက်နေတာဖြစ်ပါတယ်အပဲနဲ့တူ shopping ထွက်ကြမယ်လိုက်ခဲ့အခုအပဲသွားမဲ့ဆိုင်လေးကကြတော့ B mine ဆိုတဲ့ဆိုင်လေးပါ level 2 set လေးကနေပြီးတော့တက်လာလို့ရှိရင်ဒီညာဘက်ကလေးကိုကိုယ်လိုက်လို့ရှိရင်တန်တန်လေးသွားလိုက်ရင်ရောက်တော့မယ်ပေါ့နော်အခုအပဲဆိုင်လေးကိုရောက်ပါပြီဒီမှာ B mine clothing ဖြစ်ပါတယ်ဆိုင်ခန်းနံပါတ်လေးကတော့ G2 16ပါတော့အထဲမှာဗာလေးရှိလဲအပဲနဲ့တူမှွေကြမယ်လိုက်ဆိုင်လေးမှာကအဓိကကတော့အပဲလိုချင်တဲ့ one set ကလေးတွေတော်တော်ကိုများတယ်ပေါ့နော်ဘန်ကောက်ကအထည်လေးတွေကိုပဲအဓိကထားပြီးတော့လက်လီရောလက်ကာရောနှစ်မျိုးစလုံးရောင်းပေးတဲ့ဆိုင်လေးဖြစ်ပါတယ်ဂျင်းကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်းဂျင်းကိုမာစကန်နဲ့ one set ကလေးတွေဘောင်းမီနဲ့ one set ကလေးတွေဂျင်းကောင်ဝင်လေးတွေအစုံကိုရှိရသေးလားပွဲတက်အထိဝတ်လို့ရတဲ့ one set အလှလေးတွေပါဒီဆိုင်မှာရသေးတယ်အဲ့ပင်ကမှအပေါ်ပိုင်း top လေးတွေကိုပပပ daily ကနေပြီးတော့ပွဲတက်အထိဝတ်လို့ရတဲ့ top လေးတွေအပြင်ကိုဂျင်းမောင်မီလေးတွေဆိုရင်လည်းပပဝတ်လို့ရတဲ့ပုံစံလေးကနေပြီးတော့ bling bling ပွဲတက်ဝတ်လို့ရတဲ့အထီတွေကိုရတယ်ပေါ့နော် skirt တွေဆိုလို့ရှိရင်လည်းအဲ့လိုပါပဲအဝတ်လေကန်လေးရှိရမို့လို့အပဲနဲ့အဆင်ပြေတခါလေးဆန်းပြီးတော့ဝတ်ကြည့်ပါမယ်မက်တစ် one set ကလေးကတော့တက်တင်စာကိုမှာ skirt လေးနဲ့ one set ကလေးဖြစ်ပါတယ်သူ့မှာကရွေးချယ်စရာအကြောင်းလိုင်းလေးတွေအများကြီးရှိရပေါ့နော်အဲ့ထက်ကနေမှာပဲခါလေးမောင်ရောင်လေးတော့ကြလို့လေးမောင်ရောင်လေးကိုရွေးပြီးတော့ဝတ်ထားပါတယ်ဒီ one set ကလေးကိုဝတ်လိုက်တာနဲ့လေကိုတထေးမတယောက်လိုခံစားလိုက်ရတယ်ကွယ်တော်လေးကို luxury ဆန္ဒသိလားဒီ one set ကလေးကတော့လေအရာအနှုတ်နဲ့အရင်ဆိုပြီးတော့နှစ်မျိုးရှိရအပဲကဒါလေးကိုတော့အနှုတ်လေးရွေးထားရပေါ့နော်ဒီ one set ကလေးလည်းတော်တော်ချစ်ဖို့ကောင်းတယ်သိလားဒီ one set ကလေးကတော့အပဲအရင်ကြိုက်တဲ့ one set ကလေးမှာပါပါတယ်ဝတ်ရတာတက်တာလည်းရှိရလုံးချုံလည်းရှိရလှလို့ခံစားရရပေါ့နော်ဒီ one set ကလေးလည်းအပဲသဘောကျရပေါ့နော်ခုနကတော့ပုံစံလေးကကော်လန်လေးနဲ့ဒါလေးကတော့ကော်လန်မပါဘဲနဲ့မိမသားပုံစံနဲ့လို့ခံစားရရပေါ့နော်ငါးစုံမြောက် one set ကလေးကလည်းအပဲပဝတ်လို့ရအောင်လို့ရွေးထားတယ်ပဆိုပေမဲ့လည်းအင်ကြီးမှာ bling bling လေးပါဆိုတော့အပြင်ထတာတော့လည်းအဆင်ပြေရပေါ့နော်၆စုံမြောက် one set ကလေးကတော့ကြောင်ချစ်သူလေးတွေတော်တော်လေးကြိုက်ကြမဲ့ one set ကလေးဖြစ်ပါတယ်9စုံမြောက် one set ကလေးကလည်းအပဲပလေးပဲရွေးထားတယ်အရှိမရောနောက်ကျော်လေးမှာရော sticker လေးတွေပါပါတယ်၈စုံမြောက် one set ကလေးကတော့ချီချင်းပြော့ one set ကလေးလိုပဲပြောရမယ်ပေါ့နော်ဂျင်းသားရဲ့အီဆက်နေမှုကလေချီသားလေးလိုပဲခဏကိုပေါ်မှာတက်တာရှိပြီးတော့အီဆက်နေရပဲနောက်ဆုံးဝတ်ကြည့်ထားတဲ့ one set ကလေးကတော့အပဲရောက်ကလေးကမျက်စိအရန်ကျနေတဲ့ပွဲတက် one set ကလေးဖြစ်ပါတယ်ဝေးရတာလေအရန်ဝတ်လို့ကောင်းတာပဲဒီလားဒီ one set မှာထွက်ထားတဲ့အယောင်လိုင်းတွေကလည်းတော်တော်လေးလှရပွဲတက်ရှိရမမရဆိုလို့ရှိရင်လေဒီဆိုင်မှာလေဒီ one set ကလေးသွားဝယ်ပါလို့အပဲ recommend ပေးရသေးလားအပဲကြိုက်ဆုံးတက်တင်းစာ one set ကလေးကိုတခါလေးဝတ်ကြည့်ပြီးတော့ပတ်စံရှင်းပြီးတော့ပြန်มาတော့မယ်အပဲလိုမျိုးပ daily wear ကနေပြီးတော့ပွဲတက်အထိကိုမှ one set ကလေးတွေဝေးရတာကြိုက်တဲ့သူလေးတွေအတွက်ဆိုလို့ရှိရင်တော့မင်္ဂလာတောင်ညွန့်ကမောပွင့်ဟိုဆေးမောမှာရှိတယ် B mine clothing မှာအင်္ဂလိပ်လေးတော်တော်စုံတာမို့လို့လာဝယ်လို့ရပါတယ် B mine clothing က online ကနေလည်းရောင်းတာမို့လို့ Facebook page က TikTok ကနေကောဝယ်လို့ရတယ်လို့မျိုးဆိုင်မှာလာဝတ်ကြည့်ပြီးတော့မဝယ်ချင်တဲ့သူလေးတွေအတွက်ဆိုလို့ရှိရင်မင်္ဂလာတောင်ညွန့်ကမောပွင့် G2 16နှစ်လွှာမှာရှိပါတယ်နော်